ဒီလူဟာလူများစုမစားနိုင်တဲ့ရဲယိုတီကိုမြိတ်ရှက်စွာစားသုံးနေပါတယ်သူဟာ organic ကိုဆွဲလန်းနေတဲ့သူတယောက်ပါအသီးအရွက်ကြိုက်လုံးလို့အသားနဲ့တောင်လည်းမစားပါဘူးနေ့စဉ်လို organic နဲ့ပတ်သက်တာတွေပဲရှာဖွေနေပါတယ်ဒါကိုပဲလူတွေကလှောင်ပြောင်ကြပါတယ်ဒါပေမဲ့သူဟာလူတွေကိုတနာစိတ်နဲ့ပဲကြည့်ခဲ့ပါတယ်တနေ့မှာတော့သူဟာထူးဆန်းတဲ့အိမ်မက်ကိုမက်ပါတယ်အိမ်မက်ထဲမှာအရန်လာတဲ့ဥယျာဉ်ကြီးထဲမှာ organic အပင်တွေအများကြီးပါပဲသူ့လိုပဲ organic ကြိုက်တဲ့သူတွေကိုတွေးလိုက်ရပါတယ်ထူးဆန်းတာကသူတို့ဟာဂျိုးတွေပေါက်နေပါတယ်ဘာလို့လဲလို့မေးကြည့်လိုက်တော့ဂျိုးနဲ့လူတွေကပြန်ဖြေပါတယ် organic တွေကိုလွတ်လပ်စားနိုင်ဖို့ကတိရစ္ဆာန်ဖြစ်မှရနိုင်မှာလို့ပြန်ပြောလိုက်တာနဲ့သူကအိယာကနိုးလာပါတယ်သူဟာတနေ့လုံးဘာအလုံးမလုပ်ပဲတွေးနေပါတော့တယ်နောက်ဆုံးမှာတော့အဖြေကိုသူရခဲ့ပါပြီသူဟာအရာအလုံးကိုစွန့်လွတ်ပြီးတောထဲသွားကတိရစ္ဆာန်ဖြစ်ဖို့ကြင်ကြံပါတော့တယ်ပုံမြင်လေးကတော့ဒါ